ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တူရီမောင်ဆန် YouTube channel လေးမှာเนาะကျွန်တော်ရဲ့ချစ်ကိုတွေချစ်မာတွေအားလုံးနှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါရဗျာเนาะကျွန်တော်ကလာတင်ပေးရတဲ့ဗီဒီယိုလေးကတော့เนาะ15ရက်6လ2026เนาะတနင်္လာနေ့အဖွင့်နေ့ဈေးအတွက်ကိုเนาะလေးလုံးခွေလေးရဲ့မင်းရောကနန်လေးတွေရဲ့နောက်ပြီးတော့တပတ်စာကျွန်တော်တို့ဒီတပတ်လုံးစာအတွက်ကိုအကိုရီမတွေအားလုံးအတွက်เนาะမွေးခွေလေးရဲ့ break လေးတွေရဲ့ကိုလာတင်ပေးတဲ့ဗီဒီယိုလေးဖြစ်ပါရဗျာเนาะကဲအရင်ပတ်ဒီမှာလည်းကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတော့နော်လိုက်ထိုးလို့ရခဲ့ဦးပါတယ်ပောက်ခဲ့ဦးပါတယ်ဆိုတော့အကိုမတွေအားလုံးပါလေနော်ကျွန်တော်ဗီဒီယိုလေးကို like လက်မလေးတယောက်ချက်နှိပ်ပြီးတော့ channel လေးကို share လို့ရတဲ့နေရာမျိုးတွေမှာ share ပေးပါမျှဝေလို့ရတဲ့နေရာမျိုးတွေမှာမျှဝေပေးတော့ပါလို့ကျွန်တော်ဘက်ကနေမေတ္တာရက်ခံအပ်ပါရဗျာနော်ကဲ share ဦးဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုနေတဲ့ YouTube channel လေးကနော်အကိုမတူတယောက်ချင်းစီတိုင်းရလဲစိတ်ချမ်းသာခြင်းကိုကြီးကြမ်းမှခြင်းတွေနဲ့ပြည့်စုံကြပြီးစီးပွားဥစ္စာတည်ရလားကြီးပွားတိုးတက်ကြပါစေလို့ကျွန်တော်ဘက်ကနေကိုရီမတွေအားလုံးဆုမကောင်းတောင်းပေးလိုက်ပါရဗျာနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီတပတ်စာအတွက်နော်တပတ်စာအချုပ်ကလေးတွေနော်လေးလုံးခွေလေးတွေ break ကလေးတွေကိုတောင်းမယ်ဗျာနော်ကဲဒီတစ်ပတ်စာအတွက်15ရက်နေ့ကနေပြီးတော့19ရက်နော်15ရက်6လ2026ကနေပြီးတော့နော်19ရက်6လ2026ထိနော်တပတ်စာခွေလေးနော်လေးလုံးခွေလေးကိုကျွန်တော်ဘက်ကနေပြောပြီးတော့မှဖြစ်ပါတယ်ဗျာနော်တပတ်စာခွေလေးကတော့2459ခွေလေးပါဗျာနော်တပတ်စာခွေလေးကတော့2459ခွေလေးပါဗျာနော် break အနေနဲ့ကတော့4 break 9 break ပါဗျာနော်ကြားတဲ့ကိုရီမတွေအားလုံးကောင်းမှလေးမှတ်မိပါတပတ်စာမွေးခွေလေးကတော့2459ခွန်ခွေလေးပဲဖြစ်ပါရဲ့ဗျာနော်တပတ်စာပရိတ်လေးကတော့4ပရိတ်9ပရိတ်ပဲဖြစ်ပါရဲ့ဗျာနော်ကဲဒီဘက်အတွက်ဗိုလ်ရူးမကျော်ဇာတုပတ်တီးတစ်လုံးနဲ့နော်မင်းရော3ဘက်ကိုလိုချင်ပါတယ်ဆိုတော့အကူရီမရဲ့အားလုံးဟာကျွန်တော်ဖုန်းနံပါတ်လေးဖြစ်တယ်နော်3995384886ဆိုတဲ့ဗိုင်ဘာလေးကိုဆက်သွယ်ပေးပါဗျာနော်နော်ဗိုလ်ရူးမကျော်ဇာတုပတ်တီးတစ်လုံးနဲ့လက်ဆောင်မင်းရော3ဘက်ကိုကျွန်တော်ဘက်ကထုတ်ပေးထားပါရဲ့ဗျာနော်ကိုရီမရဲ့အားလုံးအဆင်ပြေအောင်ဗျာနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့မနက်ဖြန်အတွက်နေ့တိုင်းလေးကိုတောင်းမယ်ဗျာနော်ကဲမနက်ဖြန်15ရက်6လ2026เนาะတနင်္လာနေ့အဖွင့်နေ့ဈေးအတွက်ကျွန်တော်ရဲ့လေးလုံးဝေးလေးကိုရင်တောင်းမယ်ဗျာနော်မနက်ဖြန်တနင်္လာနေ့အဖွင့်နေ့အတွက်ကျွန်တော်ရဲ့လေးလုံးဝေးလေးကတော့1469အခွေလေးပဲဖြစ်ပါရဲ့ဗျာနော်မနက်ဖြန်တနင်္လာနေ့အဖွင့်နေ့အတွက်ကျွန်တော်ရဲ့လေးလုံးဝေးလေးကတော့1469အခွေလေးပဲဖြစ်ပါရဲ့ဗျာနော်နော်ပတ်တီးအနေနဲ့ကတော့3ညပတ်တီး5ပတ်တီးပါဗျာနော်ပတ်တီးအနေနဲ့ကတော့3ညပတ်တီး5ပတ်တီးပါနော်ပတ်တီးကိုပတ်ရများတယ်ကျွေးပေးမေယောကလေးတွေကိုမှထိုးချင်းပါတယ်ဆိုတော့အကိုရီမာရဲ့အားလုံးဟာမေယောကနန်လေးတွေကိုလိုက်မှတ်ထားပါဗျာနော်ကဲ3ညနဲ့ပတ်သက်တဲ့မေယောကနန်လေးတွေကတော့3ည1 3ည2 3ည4 3ည9ပဲဖြစ်ပါတယ်ဗျာနော်3ညနဲ့ပတ်သက်တဲ့မေယောကနန်လေးတွေကတော့3ည1 3ည2 3ည4 3ည9ပဲဖြစ်ပါတယ်ဗျာနော်ကြားတဲ့ကိုရီမာရဲ့အားလုံးဟာကောမန်လေးပါမိပါဗျာနော်ကဲ9နဲ့ပတ်သက်တဲ့မေယောကနန်လေးတွေကတော့9 2 5 3 5 8 5 9ပဲဖြစ်ပါတယ်ဗျာနော်9နဲ့ပတ်သက်တဲ့မေယောကနန်လေးတွေက9 2 5 3 5 8 5 9ပဲဖြစ်ပါတယ်ဗျာနော်ကဲကိုရီမရဲ့အားလုံးတကွက်ကောင်းမှထိုးချင်ပါတယ်မောင်ဆိုင်ရွေးပေးတဲ့တကွက်ကောင်းပန်ပန်နိုင်ရချင်ပါတယ်ပေါက်ချင်ပါတယ်ဆိုတော့ကိုရီမရဲ့အားလုံးအတွက်ကျွန်တော်ဘက်ကတကွက်ကောင်းကိုထပ်ထုတ်ပေးထားပါတယ်ဗျာနော်မနက်ဖြန်တနင်္လာနေ့အတွက်ကျွန်တော်တကွက်ကောင်းလေးကတော့68ပဲဖြစ်ပါတယ်ဗျာနော်68ပါမနက်ဖြန်နော်15ရက်နေ့တနင်္လာနေ့အတွက်ကျွန်တော်တကွက်ကောင်းလေးက68ပဲဖြစ်ပါတယ်ဗျာနော်ကဲကိုရီမရဲ့အားလုံးလည်းမနက်ဖြန်တနင်္လာနေ့အဖွင့်နေ့မှာအဖွင့်လှပြီးတော့ငွေတို့ပိုက်နိုင်ကြပါစေဗျာနော်စိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပြီးမင်္ဂလာရှိသောမင်္ဂလာညချမ်းလေးပိုင်ဆိုင်နိုင်ကြပါစေဗျာနော်